အားလုံးပဲမင်္ဂလာပါဒီနေ့ဘာမှမဟုတ်ပါဘူးဒီနေ့ Isuzu Mi7 Galaxy ဟာ engine အပေါင်းမှာ YC ကွင်းမကောင်းလို့ engine ဝိုင်ယူစိတ်နေတာကိုဒီနေ့ YC ကွင်းအသစ်လဲပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အခုတော့စစင်းနေလောက်ပြီးတော့အခုစပြီးတော့တက်နေပါပြီဒီကားကဘယ်လိုပြောမလဲ time bike ပေါ့ဒီကားအခုကျွန်တော်ပြောပြမယ်ဒီကားက Isuzu MU7 time bike ဒီကားက 4-way ဒီဇယ်ကားပေါ့အခုစပြီးတော့ထက်နေပါပြီလို့ဆရာကြီးတွေကစပြီးထက်နေပါပြီဒီကားကဘယ်လိုပြောမလဲဒီကားဘယ်လိုပြောမလဲကားပတ်စင်ကပြောတာသူကဘယ်လိုပြောမလဲအင်ဂျင်ကဖောက်ဝိုင်စီးကိုသူကတော့ကြာပြီးတော့တစ်ခါမှမလဲဘူးပေါ့နော်အဲ့ဒါအကြောင်းဒီနေ့ဘယ်လိုပြောမလဲသူရဲ့ဝိုင်စီခွဲကသူကတော့ကြာတော့ဘယ်လိုပြောမလဲမာနေရောပြီးတော့ဘယ်လိုပြောမလဲပြီးတော့ပြက်သွားတယ်ပေါ့ပြက်သွားတယ်ပြီးတော့အဲ့ဒီပြက်သွားတဲ့နေရာမှာအင်ဂျင်ဝိုင်တွေညှိစိတ်နေအခုတော့စတဲ့နေပဲထိုင်းနိုင်ငံမှာဆိုရင်ဒီလိုကဒီလိုမလဲဒီလိုမျိုးဘယ်လိုပြောမလဲပကြဲပေါ့ဘယ်လိုပြောမလဲထိုင်းလိုမျိုးခေါ်တော့ပကြဲပေါ့အဲ့ဒါနဲ့ဘယ်လိုပြောမလဲပကြဲပေါ်နေလို့ရင်တော့ဘယ်လိုပြောမလဲတိကျမှုရှိတယ်ပြီးတော့ဘယ်လိုပြောမလဲအလုပ်ကိုလည်းမြန်ဆန်နဲ့ပြီးတော့သူကဘယ်လိုပြောမလဲအတင်းကျပ်လာတော့ပြီးတော့မကျဲမှာတော့အဲ့ဒီစံပူရဘူးနော်သူကဘယ်လိုပြောမလဲချိန်ထားပြီးသားပေါ့အကန်တဲ့နဲ့ရှိရတယ်အဲ့ဒါကြောင့်ကိုကစံပူရဘူးအလုပ်လည်းမြန်ဆန်တဲ့ class ကိုပြီးတယ်ကျွန်တော်တို့ဆိုင်မှာဆိုရင်ဒီကောင်လေးတောက်တာများတယ်ပေါ့နော်ဒီ engine 1C green လဲအဲ့ဒါတိလဲလို့ဆိုရင်ဒီကောင်လေးသုံးတယ်သူကဘယ်လိုပြောမလဲသူကမော်ဒီလိုပေါ့ဆယ်လို့ဆိုရင်သူကဒါနဲ့တိုင်းစီတယ်ပေါ့နော်သူကညတ်တက်မယ်သူကချိန်ထားလို့လည်းရတယ်ဆိုတော့ရန်ကြက်မှာလို့မကြက်မှာလို့လည်းစိတ်ပူရဘူးတော့ရတာလည်းရန်စင်ကြပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပဲပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုဆက်အောင်ကြည့်ပေးတဲ့သူတွေအားလုံးပဲကျေးဇူးတင်ပါတယ်